မျိုးသားကဖောက်ခွဲရေးပစ္စည်းများကိုပါလွာသောအချက်များဖြစ်အောင်ဖိသိပ်ပြီးနောက် PK ပုံတန်ထန်အပိုင်းစလေးများဖြစ်အောင်ဖြတ်တောက်ကတကယ်နှင့်တူစေရန်ခဲဖက်များဖြင့်ထုတ်ပိုးလိုက်တယ်ပြီးတော့သူကစီးကရက်ဘူးထဲမှစီးကရက်တလိပ်ကိုထုတ်ယူကအတွင်းမှာဖောက်ခွဲရေးဝိုင်ယာကျိုးကိုထည့်သွင်းကအမှတ်သားပြုလုပ်ပြီးခြေရာခံဆက်အသေးလေးတစ်ခုကိုပါထည့်လိုက်တယ်ပြီးတော့ငါးမက်ရန်ကာကွယ်သည့်ခရင်များကိုဘူးဝိုင်းလေးတစ်ခုတည်းသို့ညှစ်ထည့်လိုက်တယ်သူနှင့်ရုပ်ချင်းစင်သောအလိုရှိနေသည့်ရာဇဝတ်ကောင်တအုပ်ကိုရှာဖွေကသူ့ရဲ့မျက်နှာကိုထိုရာဇဝတ်ကောင်ရဲ့လက်ပုံနှင့်တူအောင်ရုပ်ဖြတ်လိုက်တယ်သူကလမ်းမပေါ်သို့ထွက်သွားပြီးရဲများကိုရည်ရွယ်ချက်ရှိရန်ဆက်လိုက်တယ်ရဲများကသူ့ကိုတူးထောက်ခိုင်းတဲ့အခါသူကသူ့ရဲ့အတူအယောင်မိသူမိဝါဖြစ်ကြောင်းကိုတမင်တကာရဲတွေရိပ်မိအောင်တမင်တကာထုတိဖော်ပြလိုက်တယ်ရလက်အနေဖြင့်သူဟာပင်လယ်ပြင်ရှိအကျဉ်းထောင်တစ်ခုသို့ပို့ဆောင်ခြင်းခံခဲ့ရတယ်အကျဉ်းထောင်စစ်ဆေးရေးတွင်အဆောက်များကသူ့ရဲ့မျက်နှာပေါ်မှတတူးများကိုမြင်ပေမဲ့ဘာမှမတင်ကဖြစ်ခဲ့ကြဘူးသူတို့ဟာသူ့ရဲ့စီးကရက်ဘူးနှင့် PK များကိုစစ်ဆေးခဲ့ပေမဲ့ထူးခြားမှုမတွေ့ရှိသဖြင့်သူဟာသူ့ရဲ့ပစ္စည်းများကိုယူဆောင်ကာထွက်လာခဲ့တယ်အကျဉ်းထောင်ထဲတွင်သူကသူ့လုပ်ကြံရမည့်ပြစ်မှတ်ကိုရှာဖွေတွေ့ရှိခဲ့တယ်ဒါပေမဲ့ပြစ်မှတ်ရဲ့ဘေးတွင်ကိုရန်တော်များအမြဲရှိနေပြီးနေ့စဉ်လေ့ကျင့်ခန်းလုပ်ရာတွင်လည်းအနီးကပ်စောင့်ရှောက်နေကြတာကိုသူတွေ့လိုက်ရတယ်အခြားကျင်းသားတဦးကထိုပြစ်မှတ်ကိုတက်ချင်နေသူနောက်တစ်ယောက်လည်းရှိသေးကြောင်းသူ့ကိုပြောပြတယ်သူဟာတိတ်တဆိတ်လက်ဆင့်ကမ်းနေသည့်ဓားမြောင်တစ်စင်းကိုတတိထားမိပြီးထိုဓားမှာလူဝကြီးတစ်ယောက်ထံတွင်ရှိနေသည်ကိုမှတ်မိသွားတယ်သမင်းစားချိန်တွင်သူဟာလူချင်းချင်းတွန်းတိုက်ကရည်ရွယ်ချက်ရှိရုံးရင်းဆန်ခတ်ဖြစ်အောင်လုပ်ပြီးထိုလူဝကြီးထံမှဓားကိုခိုးယူလိုက်တယ်ဒီနေ့တွင်ပြစ်မှတ်ဖြစ်သူလေ့ကျင့်ခန်းလုပ်နေစဉ်လူတစ်ယောက်ကရုတ်တရက်ပြေးထွက်လာပြီးသူ့ကိုတက်ရန်ကြိုးစားတယ်ထိုအခါအမျိုးသားကသူ့ရဲ့ဓားကိုအမြန်ပစ်ပေါက်လိုက်ပြီးပြစ်မှတ်ကိုကယ်တင်ပေးလိုက်တယ်ပြစ်မှတ်သည်ကျေးဇူးတင်သွားကအမျိုးသားကိုသူ့ရဲ့အခန်းထဲသို့ထမင်းစားရန်ဖိတ်ခေါ်ခဲ့တယ်အကျဉ်းထောင်ဆောင်များကအမျိုးသားကိုပြစ်မှတ်ရှိရာအခန်းထဲသို့ခေါ်သွားပေးတယ်အခန်းထဲတွင်ပြစ်မှတ်ဟာဆေးဘက်ဝင်အပင်အမျိုးမျိုးဖြင့်အားဆေးဖော်ဆက်နေခဲ့တယ်အမျိုးသားကမြေများထည့်ထားသည့်ဝိုင်ပလင်းကိုမြင်လိုက်ရသည့်အခါအစီအစဉ်တစ်ခုရလိုက်တယ်သူကဆေးမှုချို့ကိုရင်းနှီးရောဂါအိပ်ပျော်နေသောသူ့ရဲ့ပါးဆက်ထဲလောင်းထည့်လိုက်တယ်ပြစ်မှတ်ဖြစ်သူမှာနာကျင်စွာဖြင့်တုန်လှုပ်နေပြီးအတန်များထွက်ပေါ်လာတယ်အပြင်ဘက်မှအဆောက်များကဘာဖြစ်တာလဲဟုလက်မရအမျိုးသားကပြစ်မှတ်ဖြစ်သူဆူတောင်းနေခြင်းဖြစ်ကြောင်းတည်ငြိမ်စွာပြန်ပြောလိုက်တယ်အဆောက်များကအတွင်းသို့လှမ်းကြည့်ရာထူးခြားမှုမရှိသဖြင့်ပြန်ထွက်သွားကြတယ်ခဏအကြာတွင်အမျိုးသားကအခန်းထဲမှပုံမှန်တိုင်းထွက်လာခဲ့တယ်မကြာခင်မှာပင်အကျဉ်းထောင်ဆောင်များကတခုခုမှရင်းနေကြောင်းသိသွားပြီးတိုက်ခိုက်သူကိုစတင်ရှာဖွေကြတယ်အမျိုးသားကလူအုပ်ကြားထဲမှစန့်ကျင်ဘက်အရက်သို့ရှောက်သွားကနယံတစ်ခုအနီးနားရောက်သွားတယ်သူကကြိုတင်ပြင်ဆင်ထားသော PK များကိုထုတ်ယူကအလုံးလေးဖြစ်အောင်လုံးပြီးနယံရှိအပေါက်ငယ်လေးတစ်ခုရဲ့သို့အတင်းထိုးထည့်လိုက်တယ်ပြီးတော့စီးကရက်ထဲမှဖောက်ခွဲရေးဝိုင်ယာကိုဆွဲထုတ်ကမိညှိလိုက်တယ်အကျဉ်းထောင်ဆောင်များကသူ့ကိုကင်မရာမှတဆင့်တွေ့ရှိသွားတယ်အဲ့ဒီအခါသူကခြေရာခံဆက်အသေးလေးကိုချက်ချင်းမျိုးချလိုက်ပြီးသူ၏အဝတ်စားများကိုချွတ်ကခန္ဓာကိုယ်နှံ့ကိုငါးမက်ရန်ကာကွယ်သည့်ခရင်များဖြင့်လိမ့်ကြံလိုက်တယ်အဆောက်များအနီးသို့ရောက်လာချိန်မှာ PK များကချက်ချင်းပောက်ကွဲသွားတယ်သူကတစ်သားတို့ကိုယူကာနယံရှိပေါက်သွားသောပေါက်ကိုချက်လိုက်ပြီးထိုမှတဆင့်တွားသွားကအမြင့်မီတာ100ရှိသောကမ်းပါးရံပေါ်မှအောက်ဖက်ပင်လယ်ထဲသို့ခုန်ချသွားလေတော့တယ်